လူတွေကအရင်ဆုံးငံပြရုပ်ကင်တာပဲနော်ကင်ကြမလုံးစားတဲ့ချက်ကြီးတကယ်ကောင်းတာနော်လုံးပြီးချက်လေအားလုံးကိုထဲကျင်တာတွေပေါ့နော်ချက်တုံတွေလည်းချွတ်ရလဲချက်တုံအညီတွေနိမ့်ကန်ထဲတာပဲအနည်းဆိုဟင်းရတစ်ခဲကြီးပေါ့နော်အမှန်ဆိုချက်တုံညာမထဲအောင်လို့ထဲတော့ထဲအများကြီးမထဲနဲ့လေဒီဂျင်းတို့ချက်တုံပြူတို့နော်အားလုံးနေလိုက်ပေါ့နော်ဟိုစနွင်းပါညာနေပြအားလုံးလုံးလိုက်လေနောက်ပြီးတော့လေအသားတွေချက်ဗီနီဂါလေးနည်းနည်းထည့်ချက်အရင်ကောင်းတာအများကြီးမထဲနဲ့လေနည်းနည်းပေါ့နော်ထဲပြီးတော့လုံးလိုက်လေလုံးပြီးတော့မိဘပုံမှာလေဟိုနောက်ပြီးတော့လေဟိုမိဘပုံမှာလုံးလိုက်ပေါ့လုံးလိုက်ပြီးတော့ဟိုခဏပေါ့နော်ပြီးရင်မိပြင်းပြင်းနဲ့မချက်နဲ့နော်ရေလက်ထဲမချက်နဲ့ကျွန်မဆိုစိတ်တိုင်းချက်အောင်ရေထဲမချက်ဘူးဘာလို့ဆိုကိုရေစီးထားတယ်မလားအသားထဲမှာအဲ့ဒီရေတွေကအခုပြန်ထွက်လာမိပြင်းပြင်းလေးနဲ့လေအဖုံဖုံတာဟာသိကောင်းတာအဲ့အသားတွေကရေတွေကလေပြန်ထွက်လာပြီးသူ့ရေနဲ့သူပြန်ချက်တာအရင်ရလာရှိတယ်ဘာမှရေတွေအများကြီးမထည့်ထည့်ကြအောင်မလို့ရေကနော်အဲ့ဒါနောက်ဟင်းရွက်ကြော်လို့ရှိရင်လေဒီမှာလေဟိုအစိမ်းကိုဒီတိုင်းကြော်တယ်မလားဟင်းရွက်အစိမ်းတွေကိုစီနေလေနံပါတ်1အဲ့လိုကြော်တော့လေမီးအောင်ကြော်ရတယ်မလားကြာတော့စီတွေကလေမြင့်နေတာကျွန်မဆိုဘယ်လိုလုပ်လဲဥမာကော်ဖီကြော်တော့မယ်ကော်ဖီစိမ်းကိုဘာပဲဖြစ်ဖြစ်တစ်ချက်ပြုတ်လိုက်တယ်နော်ပြုတ်လိုက်တော့လေနူအောင်မလားတိတ်ဟိုပါပေါ့နော်တိတ်ပြော့ပြော့ကြီးမပြုတ်နဲ့လေစားလို့ကောင်းရုံပေါ့နော်ပြုတ်လိုက်ပြီးတော့မှအဲ့ဒီမှာတက်တုံကြီးလေးပါလေးစီတက်ပြီးတော့လေအသားလေးလေထိတ်လိုက်ပြီးပြီအဲ့ဒါဆိုစီရလည်းအများကြီးဝင်ကြအကြောင်းရှိတော့ဘာလို့ဒီတိုင်းဟိုအစိမ်းကြော်ဆိုဟာကြော်လိုက်တာဟင်းရွက်တွေကလည်းပျော့ပြဲရေတွေကထွက်အဲ့လိုမကြော်အောင်ဒီတနေ့တိုင်းတော့အားလို့ရှိရင်ချက်လေးပါပြအဲ့လိုနော်အဲ့ဒီနောက်စီတွေကလည်းနော်အဲ့ဒါမှတ်ထားနော် non stick ကိုမီးပေါ်မှာဒီတိုင်းမီးနဲ့မထားရအောင်ဘာလို့ဆိုအဲ့ဒီအငွေ့တွေထွက်လာပြီးတော့တကယ်ကိုတင်ဆက်ပဲအဲ့ဒါနော် non stick ကိုသုံးကျင်တပတ်ဆိုစီပါတစ်ခါလေးထည့်လိုက်ထည့်ပြီးတော့မီးဖြည်းဖြည်းနဲ့နော်ဟောဒီလိုတော့ထမင်းစားပြီးရင်လေဖြည်းလိုက်အော်နောက်ပြီးတော့လေသူတို့အဘိဓမ္မာသမားတွေပြအောင်မယ်အဘိဓမ္မာသမားတွေပြအဘိဓမ္မာသမားတွေဟိုကလေရုပ်ဖြစ်စေတဲ့အကြောင်းမှာကံစိတ်ဥဒ္ဓဟာရမလားနော်ဟိုအဲ့ဒီမှာရုပ်ကရုပ်ကိုဖြစ်စေတာပါလေရပဲနော်ဒီဆေးကဘလောက်ကောက်တာဆေးမဟုတ်ဘူးနော်ဒါဥဒ္ဓနဲ့ဟာရမြတ်စွာဘုရားဟောထားတာနော်တော်ရုံတန်ရုံနှလုံးယောဂါရှိတယ်လို့နော်ဟိုမှာနိုင်ငံခြားမှာသွားပြီးတော့ဟို stand တွေပါလေးထည့်ရမယ်လို့ဒါတော့တိုင်းလုံးဝအောင်မလို့တော့မေးကြည့်အများကြီးဒီတိုင်းတရားတွေ try လုပ်ပြီးပြီဆရာတော်ကြီးတွေရောအဲ့ဒါလေ तू ကလေဟိုပါပေါ့နော် तू ကရိုးရိုးတရားမဟုတ်ဘူး तू က5 carbon sugar နော်တို့တွေဒီနေ့တိုင်းသုံးနေတာ6 carbon sugar မတူနော် तू ကလေအရန်အားရှိတာတော်ရုံတန်ရုံနှလုံးယောဂါရှိတယ်လို့ဒါလေးပဲဒါနေ့တိုင်းလေကိုကတိတ်ပင်မတဲ့အခါပါညာတော့အရန်ကောင်းဥဒုနဲ့အာဟာရဟာရဲ့ဒီဟာရဲ့ရောတောက်လိုက်ရဲ့နှလုံးယောဂတဲ့တွေအတွက် share ပဲလုံးဝဘာမှမလိုတော့ဒီဟာနဲ့နှလုံးယောဂနှလုံးသမားယောဂကျူနော်ကျူတဲ့ဒီမှာ CO ကျူတဲ့နေတယ်အဲ့ဒါတကယ်ကောင်းတာနော်တကယ်ကောင်းတာဒါနှလုံးသမားတွေအတွက်နောက်ပြီး magnesium နဲ့မာမီမှာစားတဲ့စီကဘယ်စီစားရမလဲလို့ဘယ်စီစားရမလဲနှမ်းစီတို့တောင်းစီတို့နှမ်းစီက not too bad တက်နိုင်နှမ်းစီစားဘာလို့ဆိုကျွန်တော်ရောက်ဘယ်လိုမရဘူးနောက်ပြီးနှလုံးယောဂတဲ့အတွက် magnesium နော်သူကနှလုံးကိုခုံမှန်တယ်နှလုံးခုံမှန်တော့တော်ရုံတန်ရုံလေးဟာခုနကြည့်တာအကောင်းကြီးဟောတော့တည်သွားပြီဆိုအဲ့ဒါမဖြစ်ဘူးသူကနော်ဟိုစီတွေကိုလေခါလေအမွေးတွေထွက်လာတယ်မလားခါကျမိဖို့မှာထားအဲ့ဒီထိမထားနဲ့နော်အဲ့ဒီစီကအပူပေးပြီးအမွေးတွေထွက်လာရင်အဲ့ဒါကင်ဆာဖြစ်ပြီလားမှတ်တော့ရောင်းမလို့လေအကျော်ရင်လည်းပညာပါတယ်နော်ဟိုအကျော်တဲ့အခါမှာစီမပူတဲ့အခါမှာထည့်ရင်လေအဲ့ဒီအကျော်ကိုစီရှုပ်ပက်ကြီးဖြစ်တာပေါ့နော်စီရစုပ်နော်တိတ်ပြီးပူသွားရင်လည်းကျွန်းတယ်လေသိတယ်မလားဟိုမှာကြတော့ကျမတို့ပေါ်လေသမမီတာလေးရှိအောင်မယ်ညှစ်လိုက်လို့ရှိရင်350 360လောက်ဆိုထည့်လိုက်စီရလေဟိုကလည်းမဖြစ်ဘူးစီရလည်းစုပ်မဖြစ်ဘူးကျွန်းလည်းမကျွန်းအတော်ပဲဟုတ်တယ်နောက်တစ်ခါလာရင်လက်ဆောင်ပေးမယ်